လူတွေကတင်းစီကိုသူတို့ရဲ့ပြဿနာဘောင်များစွာနဲ့ချင်းကပ်လာတဲ့အခါမှာမိတ်ဆွေမအံ့ဩပါနဲ့ဘာကြောင့်လဲဆိုရင်တင်ဟာတောင်ထိပ်၌တည်သောမြို့ဖြစ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်တန်အေးပါ New Revelation Transforming Life ဒီနေ့မှာကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကဘာလဲဆိုလို့ရှိရင်တောင်ထိပ်၌တည်သောမြို့ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာကျွန်တော်တို့အားလုံးပဲဖတ်ကြည့်အောင်။ရှင်မာသက်ခရစ်ဝင်အခန်းကြီး9အခန်းငယ်ကျွန်တော်တို့14မှာမြင်ရတယ်။တင်တို့သည်ဤလောက၏အလင်းဖြစ်ကြ၏တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်လို့တမန်ကျမ်းစာကဒီနေ့မှာပြောထားတယ်။မိတ်ဆွေလူတွေကတင့်ထန်ကိုသူတို့ရဲ့ပြဿနာပေါင်းအသီးသီးသူတို့ရဲ့အခက်ခဲတွေသူတို့ရင်ဆိုင်နေရတဲ့အရာတွေများစွာသောသူတို့ရဲ့ပြဿနာတွေနဲ့တင့်ထန်ကိုလာတဲ့အခါမှာမိတ်ဆွေတင်မအံ့ဩပါနဲ့။ဘာကြောင့်လဲဆိုရင်မိတ်ဆွေတင်ဟာတောင်ထိပ်၌တည်တဲ့မြို့ဖြစ်တယ်။အာမင်အာမင်အဲ့တော့တမန်ကျမ်းစာရဲ့ဒုတိယအပိုင်းအောက်နားလေးမှာပါတယ်။ဘာပြောလဲဆိုလို့ရှိရင်တမန်ကျမ်းစာကပြောတယ်တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်ဆိုပြီးတော့မှတမန်ကျမ်းစာကရေးထားတာဖြစ်ပါတယ်မိတ်ဆွေတင်ဟာတောင်ထိပ်၌တည်တဲ့မြို့ဖြစ်တယ်တင်ဟာပုံးနေလို့မရဘူးဖြစ်တယ်တင့်ကိုဘသူကမှဖုံးကွယ်ထားလို့မရဘူးတင့်ကိုဘသူကမှဝတ်ထားလို့လည်းမရဘူးလူတွေကတင့်ကိုလာရှာမှာဖြစ်တယ်တမန်ကျမ်းစာက prophecy ရှိပြီးသားတင်ဟာတောင်ထိပ်၌တည်သောမြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့လူတွေကတင့်ကိုလာရှာကြလိမ့်မယ်လူတွေကပုံစံမျိုးစုံနဲ့တင့်ထန်ကိုချင်းကပ်ကြလိမ့်မယ်တင်ဟာတောင်ထိပ်၌တည်သောမျိုးဖြစ်တယ်ဆိုတာမမေ့ပါနဲ့မိတ်ဆွေစဉ်းစားကြည့်ပါနေကလူတွေဟာသူတို့ဟာမြို့ပေါ်ဘာလာလောက်ကြလဲဆိုရင်သူတို့ကြောင်းတက်ဖို့သူတို့အလုပ်လုပ်တဲ့အခါမှာရတဲ့လာစာနဲ့သူတို့ရဲ့ပြဿနာတွေဖြေရှင်းဖို့ဆိုပြီးတော့မှနေဘက်ကလူတွေဟာမြို့ကိုတက်လာကြတာဖြစ်တယ်မြို့ပေါ်မှာသူတို့ရဲ့ living လို့ခေါ်တယ်သူတို့ဘဝရက်တည်ဖို့သူတို့ဘဝအသက်ရှင်ဖို့အတွက်သူတို့လာပြီးတော့မှစူးစမ်းရုန်းကန်ကြတာဖြစ်တယ်အဲ့တော့လူတွေဟာသူတို့ဘဝကိုတိုးတက်ဖို့ရန်အတွက်ဘေးကိုသွားရလဲဆိုရင်မြို့ပေါ်ကိုသွားရတယ်ထို့အတူပဲမိတ်ဆွေဖခင်တခင်တမန်ကျမ်းစာထဲမှာပြောတယ်သင်ဟာတောင်ထိပ်၌တည်တဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတင့်ထန်ကိုလူတွေကလာတဲ့အခါမှာတင့်ထန်မှာလာပြီးတော့မှသူတို့ဟာလာပြီးကျင်လည်ကြမယ်လာပြီးချက်စားကြမယ်တင့်အားဖြင့်လူတွေဟာသူတို့ဘဝအသက်တာထဲမှာသူတို့ဘဝရဲ့ living ကိုလာပြီးတည်ဆောက်မှာဖြစ်တယ်ဒါကြောင့်မို့လို့မိတ်ဆွေဒီနေ့မှာကျွန်တော်ထပ်ပြောချင်တယ်သင်ဟာတာမန်လူမဟုတ်ဘူးသင်ဟာရိုးရိုးလူမဟုတ်ဘူးသင်ဟာတောင်ထိပ်၌တည်သောမြို့ဖြစ်တယ်ဒါကြောင့်မလို့လူတွေပုံစံမျိုးစုံနဲ့တင့်ထန်ကိုရောက်လာလိမ့်မယ်ဒီကာလမှာလူတွေတင့်ထန်ကိုပုံစံမျိုးစုံနဲ့ချင်းကပ်လာလိမ့်မယ်တင်အဲ့ဒီချိန်ကျရင်သတိထားပါဟောများစွာသောသူတွေတင့်ထန်ကိုရောက်တဲ့ခါတိုင်းမှာပြောပါတမန်ကျမ်းစာရဲ့ prophecy ငါစီမှာပြည့်စုံလာပြီငါသည်တောင်ထိပ်၌တည်သောမြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့များစွာသောသူတွေကငါထံကိုလာကြတာပါလားဆိုပြီးတော့မှတင့်စိတ်ထဲမှာတင်တိမှတ်ဆွဲလန်းဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့မိတ်ဆွေတင်ဟာပုံနေရမယ့်သူမဟုတ်ဘူးတင့်ကိုဘယ်သူမှဖုံးကွယ်ထားလို့မရဘူးလူတွေများစွာကိုတင်ဟာကောင်းကြီးဖြစ်စေမယ့်သူဖြစ်တယ်အာမင်အာမင်ဒါကြောင့်မလို့သူတို့ဘဝရဲ့အနာဂတ်တွေကတင့်အားဖြင့်ပေါ်ပေါက်လာလိမ့်မယ်များစွာသောသူတွေရဲ့အသက်တာဟာတင့်အားဖြင့်ကောင်းကြီးခံစားရလိမ့်မယ်မိတ်ဆွေတင်ဟာလူတွေအတွက်ကောင်းကြီးမင်္ဂလာဖြစ်တယ် You are light of the world You are city upon a hill You are the solution centerတင်ဟာလူတွေအားလုံးရဲ့အဖြစ်ဖြစ်တယ်ဒါကြောင့်မို့လို့လူတွေဟာတင့်ထန်ကိုဒီနေ့မှာချင်းကပ်လာတဲ့အခါမှာမိတ်ဆွေတင်အံ့ဩခြင်းမရှိပါနဲ့တင်ဟာတောင်ထိပ်၌တည်တော်မျိုးဖြစ်တယ်အရောက်ချင်းစီတိုင်းပုံမှာဘုရားတည်အထူးပဲကောင်းချီးပေးပါစေ